အလုံးတစ်နေ့ကျတော့မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်ထားပြီးသွားကြရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်က100ကျော်200နီးပါးမန္တလေးမြို့ကြီးတည်သွားတဲ့မင်းတို့မင်းကြီးဆိုအခုမရှိဘူးလေသူဆောက်လုပ်ပြီးစိုးစံသွားတဲ့နန်းတော်ကြီးနေရာတွေအကုန်ထားသွားဒါကသက်သေပြသမိုင်းကသက်သေထူတယ်ဆိုတာလိုပဲလောကမှာမန္တလေးမြို့တော်သူမြို့တော်သားတွေဒီအရက်မှာနေသွားကြတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတယ်သို့တော့ဒီမြေတွေဒီပစ္စည်းတွေထားခဲ့ကြတယ်အဲ့တော့ဒီပစ္စည်းဥစ္စာတေချာပြန်ပြီးတော့တွေ့ချိမဲ့ဆိုလို့ရှိရင်ခိုင်မာမှုမရှိတယ်လို့ရှိကြမှုလည်းမရှိဘူးတဲ့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒုက္ခခံစားရတာရှိတယ်လို့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့လည်းပဲဒုက္ခရောက်တာတွေအများကြီးမရှိတောင်းတရှိကြောင်းကြလို့ဆိုတဲ့အတိုင်းရှိထားတဲ့ပစ္စည်းပေါ်မှာလည်းပဲစိုးရိမ်ပူပန်စိတ်တွေနဲ့အမြဲရှိတောကကိုပေးတတ်သေးတယ်ဒီပစ္စည်းကဒါကြောင့်မို့လို့မြတ်သောပစ္စည်းလို့မြတ်သောဥစ္စာလို့မဆိုနိုင်ဘူးတဲ့ကဲမြတ်စွာဘုရားကရှားဝေစုဆောင်မှုတိုက်တွန်းတဲ့ပစ္စည်းဥစ္စာတွေကဘာလဲဘုရားဘာသာဝင်သူတော်စင်တွေသိကြတယ်သူတော်ဥစ္စာ9ဖြာဒါလည်းပဲဥစ္စာဓနနဲ့အည်အသွေးချင်းသွားပြီးတော့တူတယ်အဲ့ဒီသူတော်ဥစ္စာ9ဖြာမြတ်သောဥစ္စာဆိုတာဘာတွေလဲလို့ဆိုရင်နံပါတ်1ကတတ္တာတရားတရားနဲ့အရထဲမှာပြောနေကြတယ်တတ္ထာတရားဆိုတာမိမိတို့ရဲ့စိတ်တဏ္ဍာမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုသဘာဝတရားလဲဆိုတာကိုလေ့လာဖို့မိမိတဏ္ဍာမှာတရားတရားဖြစ်လို့ရှိရင်စိတ်အခြေအနေဘယ်လိုရှိသလဲဒီလိုလေ့လာရမယ်လောကမှာတော့လူတွေကပြောကြတယ်လူတွေတန်းတယ်ဆိုရင်တရားတရားသိကောင်းတာပဲနဲ့ပြောကြတယ်နော်အဲ့ဒီတတ္ထာဆိုတာဘာကိုပြောတာတုံးဆိုတော့ယုံကြည်ချက်အင်္ဂလိပ်လိုတော့ faith လို့လည်းပြန်တယ် confidence လို့လည်းပြန်တယ်ယုံကြည်ချက်ကိုတတ္ထာလို့ခေါ်တယ်ဘာတွေယုံကြည်တာတုံးလို့မေးလိုက်ယုံကြည်မှုဆိုတာလေလောကမှာအများကြီးဟိုလူပြောလို့ယုံတာဒီလူကပြောလို့ယုံတာဟိုသတင်းယုံဒီသတင်းယုံတာတွေအများကြီးရှိတယ်ဒီနေရာမှာယုံကြည်ချက်ဆိုတာဘာကိုယုံကြည်ချက်လို့ပြောရမလဲလို့ဆိုရင်ကံကံဤအကျိုးယုံကြည်ရနံပါတ်1ကကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတဲ့ကောင်းကံမကောင်းကံဆိုတာလောကမှာရှိတယ်ထိုကံရဲ့အကျိုးတရားလည်းရှိတယ်လို့ဒီလိုယုံကြည်တာဟာတတ္ထာနောက်တစ်ခုကဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားရဲ့ဉာဏ်တော်အည်အသွေးနဲ့ပတ်သက်ပြီးယုံကြည်တယ်ဘုရားဆိုတာအလုံးကိုသိတဏှာဝကထွက်မြောက်ကြောင်းတရားကိုဟောနိုင်တယ်နိဗ္ဗာန်ရှိတယ်ဆိုတာကိုဟောကြားနိုင်တယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားရဲ့အည်အသွေးကိုယုံကြည်တာဟာလေတတ္ထာလို့ခေါ်တယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့တရားဟာတို့တွေလက်တွေ့ကျင့်မယ်ဆိုလို့ရှိရင်ထိုတရားသည်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဆိုင်ရာအကျိုးကျေးဇူးတွေကိုပေးနိုင်တယ်လို့ဒီလိုယုံကြည်တယ်။တန်ဃာတွေနဲ့ပတ်သက်လာလို့ရှိရင်ထိုတန်ဃာတွေမှာလှူလိုက်တန်းလိုက်ရလို့ရှိရင်အနည်းငယ်မြတ်သောလှူတော်လည်းပဲမြောက်များသောအကျိုးကိုတို့ရနိုင်တယ်လို့ဒီလိုယုံကြည်တာမျိုးအဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကိုယုံကြည်တာဒါကိုတတ္ထာလို့ဒီလိုခေါ်တယ်ကဲတတ္ထာဖြစ်လာလို့ရှိရင်ဘယ်လိုဖြစ်မိမိတို့စိတ်ထဲမှာတတ္ထာဖြစ်လာယုံတယ်ဆိုတာကတစ်ခုကြည်တယ်ဆိုတာကတစ်ခုဒီလိုမှတ်